လို့ပြောလိုက်ပြီဆိုတာနဲ့ကလေးတိုင်းကြိုက်ကြတဲ့မုတ်လေးဆိုတာကိုမမေတို့သိထားပြီးသားဖြစ်ပါလိမ့်မယ်အဲ့တော့ဒိုနတ်မုတ်လေးကိုကျမတို့ဂျုံနေစရာမလိုပဲပေါ့နော်အိမ်မှာရှိတဲ့ပေါင်မုတ်လေးနဲ့ပဲအလွယ်တကူလေးလှုပ်ရှားကြည့်ကြရအောင်ပေါင်မုတ်အနာသားလေးတွေကနည်းနည်းမာတဲ့အတွက်ကြောင့်မလို့ဖဲထုတ်ထားလိုက်ပါမယ်အလဲကပေါင်မုတ်အဖြူသားလေးကိုကျမတို့ရေအနှဲငယ်လေးစုပ်ပြီးတော့ပေါ့နော်ဂျုံလုံးလေးပုံစံလေးဖြစ်တော့အောင်လက်လေးနဲ့ဖြည်းဖြည်းချင်းစီလုံးပေးလိုက်ပါမယ်ပြီးရင်တော့ကျမတို့ဒိုနတ်ကွင်းပုံစံလေးပုံဖော်ပြီးတော့ပေါ့နော်ကြော်ပါမယ်အိုးထဲကိုကျမတို့စီလေးထည့်ပါမယ်စီကတော့နည်းနည်းလေးများများလေးထည့်ပေးရတယ်ပေါ့နော်စီလေးမြုပ်အောင်ကြော်မှပို့ပြီးတော့အရသာရှိတာမို့လို့ပါအဲ့ဆိုရင်ကျမတို့မီးအရင်မပြင်းဘူးပေါ့နော်မီးအေးအေးလေးနဲ့ပဲရွှေအိုရောင်လေးတန်းလာတဲ့အထိကြော်ထားပေးလိုက်ပါမယ်အပေါ်ကနေပြီးတော့ကုတ်တင်တစ်ထပ်တင်ဖို့အတွက်ပေါ့နော်ချောကလက်လေးတွေအရေးပြောသွားအောင်အပူပေးထားပေးလိုက်မယ်ချောကလက်ကုတ်တင်လေးစမ်းပြီးတော့အပေါ်ကနေအလှစင်မှုအတွက်ပေါ့နော်ရောင်စုံတကြားခဲလေးတွေဖြူပေးလိုက်မယ်ဆိုရင်တော့ကလေးတိုင်းကြိုက်ကြတဲ့ဒိုနတ်မုတ်လေးရပါပြီရှင်ဘေဘီလေးတို့အတွက်တန်ရှင်းချမ်းမှာအာဟာရပြည့်စုံမဲ့အိမ်လုံအစာစာနည်းလေးများကိုအမြဲတင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ Supermom Channel လေးကို Subscribe လုပ်ပြီး Notification လေးကိုနှိပ်သွားပေးကြပါအောင်ရှင်။